ဒါတော့ BN နိုင်ငံတောင်ပိုင်းဒါတော့ဒီမှာတာဝါဒါတော့ပန်းချံပေါ့နော်ကန်းချေပန်းချံကြီးပေါ့ကဲဒီမှာတော့ဟိုမှာတိုင်းစီလှေစီလို့ရအောင်ဗျာကန်းချေရမ်းလှအောင်ဗျာဟိုးတောက်လျှောက်ပဲဟိုးပတ်တွေရှိသေးတယ်ဟိုးပတ်တွေဟိုးပတ်တောက်လျှောက်ပဲဦးဇုံကန်းချေတာဆက်ရိုက်ပြီးမယ်ညနေဘက်ကျတော့ဒီမှာဆန်းနောက်ဆိုင်တွေပြည့်ပြီးတော့ရမ်းစီရပါတော့ကျန်ကန်းချံနဲ့ဒီကကန်းအိုးလှိုင်းဒါညဘက်ဒီကန်းနာလာနောက်တော့ချက်ပန်းချံကြီးဒီမှာ6လမ်းဒီမှာကန်းချီဒါဆိုင်တွေပိတ်ကုန်ပြီပေါ့နော်ညနေဘက်ကျတော့ပြည့်မိုက်တွေကတော့အများကြီးဟာမိုက်တွေကတော့လို့တော့ဝီကိုကဲဦးဇန်းနာကြီးပြတယ်အောက်မှာမီးတွေလင်းနေတယ်ကဲဒီမှာပါဗျာရမ်းလှတယ်ကြာCồn Thong City quán tàu á Cồn Thong City quán tàu á Tam Thang Cồn Thong City bây giờ đang tàu mà Cồn Thong City Tam Thang tàu á nhá bà bù làm gì vậy oh very good nhưng mà thôi là bị xì để giao này nó bị xì để giao này mà đây đi dán tải à mà thôi bố mẹ đầy đi này nó bây giờ này anh làm không biết cái đó cái nó đâu cũng dài bỏ mấy very beautiful Tam Thang tàu à Cồn Thong City BNနိုင်ငံတောင်ပိုင်းမှာရှိပါတယ်ခင်ဗျာအခုဆိုရင်ဒီတော့Tam Thangတာဝါကိုဦးဇင်းတို့အထဲကိုဝင်ရိုက်ပြီးတော့ပေးပါမယ်ထဲထဲကိုဆိုတော့ဝင်ရိုက်လို့ရတယ်ဒါဦးဇင်းတို့တက်လေကားနဲ့တက်သွားပြီမှာထဲထဲမှာလူရှိရတဲ့အရန်လှအိုးဒီမှာကြာလောက်လှတယ်ဆိုတော့Cồn Thongမြို့Tam Thangတာဝါအိုးဒီမှာကြာအဲ့လူကြာဒါမီးအောင်လေးပြအောင်ပါကြောက်သားကြီးပါပဲဒီမှာကြောက်သားကိုညဘက်မီးစလိုက်တွေထိုးတယ်ဒီမှာမီးစလိုက်တွေထိုးတယ်ဟိုအဲတိုင်ပေါ်မှာမီးစလိုက်လေးထားတယ်အားလေးရတယ်ပြီးတော့ညရဲ့အလှကိုပေါ်လွင်စေရတာပါဗျာကဲနောက်ကဒီမှာဒီကမီးရထိုးတာရိုးကြောက်သားကိုပဲတိုင်ရီလောက်ထားတာဒီမှာပြင်းဟိုမှာလည်းမီးတွေဟာခုနေ့ကမီးရထိုးတော့လာတယ်မှာကဲဒီများနိုင်ငံလှတာဗျလောက်တတ်တော့လေဒါ public areaဒီကဒီ slide တွေမှာကြာတယ်မှာမီးလေးတွေကဒါလေးဆိုပြောင်းသွားကဲကလေးပြောနေမီးတွေနဲ့
ပြည်နိုင်ငံတောင်ပိုင်းကွန်တုံစီတီကွန်တောင်စီတီထန်တန်းတာဝါပေါ့ဗျာဒါကြောင့်မို့ပြည်နိုင်ငံတောင်ပိုင်းကိုလည်းတစ်ခေါက်ရောက်ကြလို့ဖြင့်ကမ်းခြေရဲ့လှပတွေလည်းခံစားမယ်မြို့ပြရဲ့လှပတွေခံစားမယ်တောင်တန်းတွေရဲ့လှပတွေခံစားမယ်ညဒီလိုရှုပ်ကွင်းမျိုးတွေရဲ့ခံစားခြင်းတယ်ဆိုလို့ရှိရင်တော့ဟိုချမင်းမျိုးနဲ့3နာရီလောက်ပဲကားစီးရတယ်တော့ကွန်တောင်စီတီထန်တန်းတာဝါနော်ကွန်တောင်ကမ်းခြေလှတွေကိုလာရောက်ခံစားပါလို့ဦးစင်းနေနဲ့ဖိတ်ခေါ်ပါတယ်အားလုံးကိုစိတ်နှပြကျမ်းမှာချမ်းသာတော်မူနိုင်ကြပါစေဗျာ